မင်္ဂလာပါရှင် SGE တင် How to Lifestyle YouTube Channel ရဖြစ်ပါတယ်။ယာရုအနာဂုံဒရတ်တို့ကိုစွန့်ကတောရကြောင်းတွင်ရိုးရှင်းစွာယဟန်ဝတ်ခဲ့သောကြဆုံးရဲဘော်များအတွက်ကောင်းမှုကုသိုလ်တို့ကိုအမျှပေးဝေခဲ့သည့်အသက်60အရွယ်ထိုင်းဗိုလ်ချုပ်ကြီး၏မြင့်မြတ်သောနှလုံးသားကိုလွန်စွာကြည်ညိုပါသည်။ဥပစင်းကိုလေးစားယူသည်စွာဖြင့်ပူဇော်ကြော့ပါသည်ရှင်ဖေဟာ။ထို့သူမြေငယ်ဆုံးလေးတန်ရောစဉ်မိသားစုတန်ရောစဉ်နှင့်တစည်းတယုံသည်ပျော်မွေ့ရာလူပောင်ကိုစွန့်၍ပုထုဇဉ်ဘဝကိုဖြတ်ကာအရိယယဟန်အဖြစ်အပြီးတိုင်ကူပြောင်းသွားသောဥပစင်းကိုလည်းရိုသေလေးမြတ်စွာရှိခိုးပူဇော်ကြော့ပါသည်ရှင်ဖေဟာ။သာသနာအမွေအစစ်အမှန်ကိုခံယူသွားကြသောဥပစင်းတို့၏ပြတ်သားရဲခြင်းသည့်စိတ်ဓာတ်သည်လွန်စွာကြည်ညိုစရာဖြစ်ပါသည်။ကာဘာပုံဖြင့်ဖော်ပြကအမှတ်တရမှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည် Legacy number 7အမွေအနှစ်အပိုင်း9ဘဝဆိုတာတသက်တာတာဖြတ်ကျော်ရသူတွေလည်းရှိတယ်ပြင်ပန်းပန်းရုန်းကန်ကြီးပြင်းရသူတွေလည်းရှိတယ်ပူပင်ကြောင်းကြမရှိရှင်သန်ရသူတွေလည်းရှိကြတယ်အားလုံးကတော့အစိုးမရတဲ့ကံကြမ္မာအောက်မှာနေကြတည်ကြရတယ်နာကျင်ယောဂါတွေဖြစ်ကြအိုမင်းချိနဲ့သွားကြရသည်ကံတရားကိုတစ်ထစ်နဲ့ကြောင်းရွံပြီးရုန်းကန်လှုပ်ရှားရင်တစ်နေ့ပြီးတစ်နေ့ကုန်ခဲ့ကြသည်သေမှတ်တတ်မှတ်လို့ရတဲ့ကံဆိုးခြင်းကံကောင်းခြင်းတွေကလည်းဘယ်သူကကိုယ်အနာနေနိုင်ပြုစုပေးကြမှာလဲလို့မျှော်လင့်ပြီးအားကိုးစိတ်ထားကြသည်ဘာမှမသိနိုင်ပေမဲ့ပစ္စုပန်လောလောဆယ်မသေးခင်အိုရွယ်အချိန်ကလေးကိုကောင်းအောင်နေဖို့အစဉ်ပြေဖို့ခန္ဓာရည်ရှိဖို့တွေကိုလေ့ကျင့်ကြရပါသည်ပြုမှုနေထိုင်စားတော့ပြောဆိုဆက်ဆံရတာတွေကိုတစားပြင်းလာရတော့သည်ပြောချင်တိုင်းမပြောတော့သိချင်တိုင်းမမေးတော့တရားအသိနဲ့သတိကပ်ထားပြီးမကောင်းမှုကိုရှောင်တိတ်ကိုကောင်းအောင်ထိန်းနေရဲ့ကောင်းတာတွေကိုပြုလုပ်စိတ်ကိုစင်ကြယ်စေပြီးဖြူအောင်ကိလေသာမဝင်စေအောင်အထက်ကျင့်ပွားဖို့ကြိုးစားရသည်ကိုယ်တိုင်ဒီလည်းအသက်60ကျော်ပြီဆိုကြတဲ့ကပြင်ခဲ့ရတာမသေးမချင်းစိတ်အလေးအကျင့်တို့ကမပြေးမပြတ်တော့ပါတန်ဝေကရသတိမြဲသွားကြသူများကတိတ်ပါရမီကံအဆက်ဆက်ရင့်ကျက်လာကြတမာရီအားကောင်းလာကြတော့စင်ကြေတွေနဲ့လောကီအာယုံအပေါ်မตาရတော့ပဲသာသနာဖောင်တဲ့စိတ်အပြေးဖြတ်ကတန်မတ်ဝင်နိုင်ကြပါသည်ယဟန်ပါဝင်လျင်ယဟန်ကျင့်ဝိနည်းတွေကိုလိုင်းနာရမည်ကိုလေးနဲ့ခံယူကစိုက်ထိန်ဖို့တရားအားထက်သန်သောစိတ်သည်မြင့်မားလှပါသည်တော်ယုံအစွမ်းတတ္တိဖြင့်မစွမ်းဆောင်နိုင်ပါလူဘဝသည်ကလေးအရွယ်ကလေးကကြောင်းနေလျင်ကြောင်းစည်းကမ်းကိုလိုက်နာခဲ့ရတာဖြစ်၏ကိုချင်းတိတ်ခါသည်တိထဆကပင်စတင်ကတက်မှတ်အောင်စောင့်တည်လိုက်ခဲ့ကြရသည်ဝေကင်းစအချိန်မှာကလေးငိုမှအသက်ပါလာသည်ဆိုသည့်လူပောင်ကျင့်ဝတ်ကြီးကျေပင်ရတာကလည်းမွေးကလေးကစတင်ကြရသည်တဖြည်းဖြည်းသူ့အရွယ်နှင့်သူလျော်ညီသောကျင့်ဝတ်စည်းကမ်းတို့ဖြင့်ဖြတ်တန်းကကြီးပြင်းလာကြရ၏ဝင်းကျင်စရိုက်ကြီးစိုးမှုအောက်တွင်လူနေမှုအသွင်အပြင်ကွာခြားသွားကြသည်မုံတိုင်းကြောင့်ကွဲသွားသောကျင်းညင်အောင်လိုတကောင်ကတခိုးလူဆိုးများထံရောက်သွား၏ရိုင်းသည်ယတိယဟန်ကောင်းသောဝင်းကျင်အရ၌ကြသောခြေကတော့ရင်ကျေးသွားပါသည်လောကသည်ကောင်းဆိုးထွန်တွဲနေ၍ယဟန်တန်ငါကောင်းသူတော်စင်အရိယာများရှိကြသလိုအတုအယောင်သာသနာဖြင့်ယဟန်တန်ငါတို့လည်းရှိကြပါသည်ကိုလိုချင်တာကိုကိုရသောကြောင့်ကိုယ်ကံကိုကိုဖန်တီးကြ၏ဓမ္မတရားဖျားအစုံအမှားကတော့ကောင်းချောင်းလုံးမှကောင်းကျိုးကိုရတာဖြစ်သည်မကောင်းတာလုပ်လဲငါကောင်းနေတာပဲဆိုပြီးရှေ့ကိုတိုး၍မိုက်နေမအားနေလျင်ရှေ့အတိတ်ကောင်းကျိုးများကုန်နေရင်တော့မကောင်းကံအကျိုးတို့ပေါ်လွင်လာကကိုပြုတဲ့မကောင်းကံကိုထံပြန်လှည့်လာမှာအမှန်ဖြစ်ပါသည်တရားသဘောအကြောင်းကျိုးဆက်ဆက်ကံကြမ္မာတို့ကိုနားလေသဘောပေါက်သည့်အခါလွန်စွာကြောက်เสียဟုသိလာရသည်ဖရာအလောင်းတေမင်းမင်းသားဘဝတွင်မင်းအဖြစ်အုပ်ချုပ်ရမည်ကိုလွန်စွာစိုးရွံ့သည်မင်းဖြစ်ပြီးမရဲမှအနှစ်800ကြာခံရသည်ဒါကိုကြောက်သည်ဖရာအလောင်းမင်းသားလေးကိုဘဝတစ်ခုမှအမေတော်ခဲ့ဘူးသောနတ်သမီးကဘယင်မဖြစ်ရန်ကူညီသည်ဖြင့်16နှစ်လုံးစကားမပြောဘဲနေလာခဲ့သည်
ဘလို့စမ်းသက်အငိုအယယ်လည်းမရှိတော့အနေသူသည်မင်းဖြစ်တင်မြောက်လို့မရနိုင်ခမည်းတော်ဘရင်ကြီးကတေမီမင်းသားလေးကိုတတ်ရန်အမိန့်ပေးခဲ့ရသည်သူတကုန်းမှာကျင်းတူးနေသောသူတသမားကြီးကိုငရဲချမှဆိုသဖြင့်ဘာလုပ်နေတာလဲဟုမေးလိုက်သည်မင်းသားလေးစကားပြောသည်ကိုခမည်းတော်မေတော်တို့ထံတော်ဦးတင်လျှောက်သဖြင့်ထိနှံအုပ်ချုပ်မင်းလုပ်ရန်မင်းသားလေးကိုခမည်းတော်ကြီးကဝမ်းပန်းတတာခေါ်တော်မူပါသည်တေမိမင်းသားလေးကမလိုက်ခဲ့တရားဟောပြီးယသိယဟန်ပြုတော်ထွက်တော်မူပါသည်တရားရသွားသောမိဘတို့သည်လည်းယသိယဟန်ဝတ်တော်ထွက်တော်မူပါသည်မင်းကြီးမင်းသားတတိုင်းတပြည်လုံးတာမကခொနပြည်တောင်တိုင်းပြည်တို့သည်လည်းတရားရကြကယသိယဟန်ဝတ်ကုန်ကြတော်သည်သူတော်စဉ်သူတော်ကောင်းတော်ကြီးဖြစ်သွားကြပါသည်ယခုလည်းဖျားရှင်၏တရားတော်တို့ကိုနာယူကျင့်သုံးကလူပောင်ကိုအပြီးစွန့်၍ကျင့်ကြံအားထုတ်သောပြင်းပြသည့်စိတ်နှလုံးသားသည်ကြီးညိုပူဇော်ပွဲရာဖြစ်ပါသည်ခင်တွေ့ရာဇနီးသားသမီးမြေကြီးမြင်းငယ်အားလုံးစီကားတိုက်မြိုက်သောတန်ရောစင်ကျိုးအထက်ထက်ကိုပယ်တတ်ကသာသနာပေါင်ကိုဝင်၍သာသနာကိုကြံပွားထွန်းကားစေသည်တန်တရားကိုရက်စေသောတရားတော်အရေးအောက်မှာအပူမီးတို့ကိုငြိမ့်စေခဲ့ပါပြီစံပြအတုယူဝယ်ပင်ဖြစ်၏ယဟန်တန်ကအရှင်သူမြတ်တို့တိုးတက်များပြားလာသည်နှင့်တရားတော်တို့သည်ပြန်ပွားသွားမှာအမှန်ဖြစ်သည်မြတ်စွာဘုရားရှင်၏သာသနာတော်ကြီးသည်အတွန်းရှိတည်တတ်မည်ဖြစ်ပါသည်အရိယာတို့၏ထုံးကိုနှလုံးမူ၍သာသနာပေါင်ကိုဝင်ကယဟန်ပြုခြင်းသည်လွန်စွာကြီးမြတ်ပါသည်မိသားစုဝင်းကျင်ရက်ရွာနိုင်ငံကဘာအဝမ်းတွင်ဓမ္မစိတ်ဓာတ်တို့သည်လူသားတို့ယင်မှာဆွဲမြဲကိန်းလျင်ကိလေသာလောင်စာသိမ်းကအငြိမ့်တက်မျက်နှိပ်ပံသို့လောဘဒေါသကင်းဝေးသောငြိမ်းချမ်းသည့်ကဘာကြီးဖြစ်သွားမည်ဖြစ်ပါသည်ဉာဏ်မြင်ထွန်းဖောက်၍လည်းနိဗ္ဗာန်အထိမျက်မှောက်ပြုသွားနိုင်ကြမည်ဖြစ်၏အားလုံးကျမ်းမှာစိတ်ချမ်းသာကကောင်းသောလူရာပြည့်ပါစေ